The line that came true အမှန်တကယ်ဖြစ်လာသောလိမ်ညာမှု Grace was a beautiful girl. Grace ဟာလှပတဲ့မိန်းကလေးတစ်ယောက်ပါ She has shiny hair and a playful personality that made people like her easily. သူမမှာတောက်ပြောင်တဲ့သပင်တွေရှိပြီးလူတွေသူမကိုအလွယ်တကူသဘောကျစေနိုင်တယ်အပြောင်အပြက်လှုပ်တတ်တဲ့ကိုယ်ရည်ကိုယ်သွေးလည်းရှိတယ် However, there was one habit that everyone around her disliked very much. သို့ပေမဲ့လည်းသူ့အနာကလူတိုင်းအလုံးမကြိုက်တဲ့အကျင့်တစ်ခုရှိတယ် Grace loved to lie. Grace ကလိမ်ပြောရတာကိုသဘောကျတာပဲဖြစ်တယ် She did not lie because she was angry or jealous. သူမဒေါသထွက်လို့မနာလိုလို့လိမ်ပြောတာမဟုတ်ပါဘူး She lied simply because she thought it was fun. သူမဟာလိမ်ပြောတာကပြောစရာကောင်းတယ်ထင်လို့ရိုးရှင်းစွာပဲလိမ်ညာနေခဲ့တယ် One day, she told her friend Lily, "Your bag is moving. I think something is alive inside it." တနေ့မှာသူမရဲ့တငယ်ချင်း Lily ကိုပြောလိုက်တယ်။နေ့လွယ်အိတ်ကလှုပ်နေတယ်။အထဲမှာသက်ရှိတစ်ခုခုရှိနေတယ်ထင်တယ်။ Lily screamed and threw the bag away. Lily ဟာအော်ဟစ်ပြီးအိတ်ကိုအဝေးသို့လွှင့်ပစ်လိုက်တယ်။ Grace laughed so hard that she almost fell down. Grace ကလဲကျလူမတအားရပါရရည်နေခဲ့တယ်။ At home, she told her family, "I ate all the cake in the fridge." အိမ်မှာလည်းပဲသူမရဲ့မိသားစုကိုပြောတယ်။ရေခဲတစ်တာထဲကကိတ်တွေအားလုံးကိုသမင်းစားလိုက်ပြီး Her mother panicked. သူမရဲ့အမေကထိတ်လန့်သွားတယ် Then Grace pointed at the cake and laughed again. ပြီးတော့ Grace ကကိတ်ကိုညွှန်ပြပြီးထားရည်ပြန်တယ် Grace, her father said seriously, lies may look funny now, but one day they will cause you trouble. Grace ရဲ့လိမ်ညာမှုတွေကအခုချိန်မှာရည်စရာကောင်းတယ်လို့ထင်ရမယ်။တနေ့ကျရင်မင်းကိုဒုက္ခရောက်စေလိမ့်မယ်လို့သူမရဲ့အဖေကလေးနက်စွာပြောတယ်။ Grace only smiled and said, "Don't worry, nothing bad will happen." စိတ်မပူပါနဲ့ဘာမကောင်းတာမှဖြစ်လာမှာမဟုတ်ပါဘူးလို့ Grace ကပြုံးပြီးပြောလိုက်တယ်။ One afternoon, while walking home from school, Grace made her silliest joke ever. မူလွဲပိုင်းတစ်ရက်မှာကျောင်းကနေအိမ်ကိုလမ်းလျှောက်ပြန်လာချိန် Grace ကအမိုက်မဲဆုံးဟာသတစ်ခုကိုလုပ်ခဲ့တယ်။ If you come near my house, she told her friends confidently, I will turn into a wolf after school and eat anyone I see. နင်တို့တွေငါ့အိမ်နားလာရင်ငါကြောင်းစင်းချိန်မှာဝုန်းပလွေတစ်ကောင်အဖြစ်ပြောင်းသွားပြီးငါမြင်သမျှလူတွေကိုလိုက်စားပစ်မယ်လို့သူမရဲ့တငယ်ချင်းတွေကိုယုံကြည်ချက်ရှိရှိပြောလိုက်တယ် Her friends burst into laughter. သူမရဲ့တငယ်ချင်းတွေကတဝါဝါရည်လိုက်ကြတယ် Grace, your stories are getting worse, Lily said. See you tomorrow, wolf girl. Grace နှိစက်လန်တွေကပိုဆိုးလာပြီမနေ့ဖြန်မှတွေ့မယ်ဝုန်းပလွေမရေဆိုပြီး Lily ကပြောတယ် Later that evening, her friends decided to visit her house to return a notebook she forgot. အဲ့ဒီနေ့ညနေခင်းမှာတငယ်ချင်းတွေဟာသူမမိတ်ချင်ခဲ့တဲ့မဆုစာအုပ်ကိုပြန်သွားပေးဖို့အိမ်ကိုအလဲသွားရန်ဆုံးဖြတ်ခဲ့ကြတယ် They knocked on the door. သူတို့တွေတကားခောက်ကြတယ် There was no answer.
ဘာထူးဆန်းမှမကြားရဘူး Suddenly they heard a deep growling sound ရုတ်တရက်သူတို့တွေဟာနက်နဲတဲ့အော်ဟစ်သံကိုကြားလိုက်ရတယ် The door slowly opened တကားဟာဖြည်းညင်းစွာပွင့်လာတယ် Standing there was a huge grey wolf with sharp teeth and glowing eyes ကြီးမားတဲ့မိခိုးရောင်ဝုံပလွေတစ်ကောင်ကခြုံထက်တဲ့သွားတွေနဲ့အတူတောက်ပတဲ့မျက်လုံးတွေနဲ့ရပ်နေခဲ့တယ် Lily whispered, This is not funny anymore. ဒါရည်စရာမကောင်းတော့ဘူးလို့ Lily ကပြောတယ် The wolf took one step forward. ဝုံပလွေကရှေ့ကိုတလန်းလန်းလိုက်တယ် The children screamed and ran as fast as they could, leaving the notebook on the ground. ကလေးတွေဟာအော်ဟစ်ပြီးမတ်စုစာအုပ်ကိုမြေကြီးပေါ်ပစ်ချကသူတို့မြန်နိုင်သမျှမြန်အောင်ပြေးထွက်သွားကြတယ် Inside the house, the wolf looked at its paws and thought in fear. အဲ့ထဲမှာတော့ဝုံပလွေကသူ့လက်ဖွားတွေကိုကြည့်ရင်ကြောက်ရွံ့စွာတွေးနေမိတယ် I am Grace. This is real. I really became a wolf. ငါက Grace ပဲဒါတကယ်ဖြစ်နေတာပဲငါတကယ်ပဲဝုံပလွေတစ်ကောင်ဖြစ်သွားပါလား From that day on, every afternoon, Grace turned into a wolf, no matter where she was or what she was doing. အဲ့ဒီနေ့ကစပြီးမွန်းလွဲချိန်တိုင်းမှာ Grace ဟာဘယ်မှာပဲနေနေဘာပဲလုပ်နေနေဝုံပလွေတစ်ကောင်အဖြစ်ပြောင်းသွားရပါတယ် Her family noticed her strange behavior. သူမရဲ့မိသားစုကသူမရဲ့ထူးဆန်းတဲ့အပြုအမူတွေကိုသတိထားမိတယ် Why do you always disappear after school? Her mother asked. ကျောင်းဆင်းချိန်တိုင်းနင်ဘာလို့ပျောက်သွားတာလဲလို့သူမရဲ့အမေကမေးတယ် Grace wanted to tell the truth, but she was afraid. Grace ကအမှန်ကိုပြောပြချင်ပေမဲ့သူမကြောက်နေခဲ့တယ် One night, feeling lonely and scared, Grace ran into the forest in her wood farm and cried under the moonlight. တညမှာအထီးကျန်ပြီးကြောက်ရွံ့နေချိန် Grace ဟာဝုံပလွေပုံစံနဲ့တောအုပ်ထဲကိုပြေးဝင်သွားပြီးလာရောင်အောက်မှာငိုနေခဲ့တယ် I never thought my lies would come true, she cried. I just wanted to joke. ငါလိမ်ညာမှုတွေကအမှန်တကယ်ဖြစ်လာလိမ့်မယ်လို့ဘယ်တော့မှမထင်ခဲ့ဘူးငါရည်စရာပဲလှုပ်ချင်ခဲ့တာပါသူမကငိုရင်းပြောတယ် Suddenly, other wolves appeared from the shadows. ရုတ်တရက်ပဲတခြားဝုံပလွေတွေဟာအရိပ်ထဲကနေပေါ်ထွက်လာကြတယ် One of them spoke gently. You are not the only one. ဝုံပလွေထဲကတကောင်ဟာညင်သာစွာပြောလိုက်တယ်နင်တယောက်တည်းမဟုတ်ပါဘူး Grace stared in shock. You can talk? နင်စကားပြောတတ်တာလား Grace ကထိုင်လန့်စွာငေးကြည့်ရင်မေးတယ် Yes, another wolf said. We were humans once, and we are cursed just like you. ပြောတတ်တယ်လို့တခြားဝုံပလွေတစ်ကောင်ကပြောတယ်ငါတို့တွေလည်းလူပဲနင့်လိုပဲကြိတ်စာတဲ့နေတာ They explained that the curse was created by lies, and the time of the curse depended on how many times a person had lied. ဝုံပလွေဟာကြိတ်စာကလိမ်ညာမှုကြောင့်ဖြစ်လာရကြောင်းကြိတ်စာကြောင့်ဝုံပလွေအဖြစ်ပြောင်းသွားရမယ့်အချိန်ဟာအဲ့ဒီလူဘယ်နှကြိမ်လိမ်ညာပြောခဲ့တယ်လဲဆိုတဲ့အပေါ်မှာမူတည်ကြောင်းရှင်းပြကြတယ် Grace's heart sank. Grace ဟာစိတ်အတော်ဝမ်းနည်းလေးလံသွားတယ် I lied almost every day,
She whispered. ငါနေ့တိုင်းနီးပါးလိန်ညာခဲ့တယ်လို့သူမကတူတူလေးပြောလိုက်တယ် When morning came, Grace turned back into a human. မနေ့ရောက်တဲ့အခါမှာတော့ Grace ဟာလူသားတစ်ယောက်အဖြစ်ပြန်ပြောင်းသွားတယ် She ran home and finally told her family everything, from her silly jokes to the terrible curse. သူမဟာအိမ်ကိုအပြေးပြန်ပြီးမိသားစုဝင်တွေကိုသူမရဲ့အပြောင်အပြက်ဟာသားတွေကနေဒီလိုကြောက်စရာကြိတ်စားအဖြစ်တွေအထိအကုန်ပြောပြလိုက်တယ် Her family listened quietly and then hugged her tightly. သူမရဲ့မိသားစုဟာတိတ်ဆိတ်စွာနားထောင်ပြီးနောက်သူမကိုတင်းကျပ်စွာပွေ့ဖက်လိုက်ကြတယ် The curse lasted 2 long years. ကြိတ်စားဟာအချိန်နှစ်ကြာမြင့်ခဲ့ပါတယ် During that time, Grace never lied again, not even a small joke. အဲ့ဒီအချိန်အတော်အတွင်းမှာ Grace ကနောက်ထပ်ဘယ်တော့မှမလိမ်ညာတော့သလိုဟာသသေးသေးလေးတောင်မလုပ်တော့ပါဘူး When the curse finally ended, Grace smiled honestly for the first time in her life. ကြိတ်စားပြီးဆုံးသွားချိန်မှာတော့ Grace ဟာသူမရဲ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်ရိုးသားစွာပြောလိုက်ပါတယ် She learned that words are powerful and when spoken they can change everything စကားလုံးတွေဟာစွမ်းအားကြီးပြီးကိုပြောလိုက်တဲ့စကားတစ်ခုကအရာရာကိုပြောင်းလဲစေနိုင်ကြောင်းသူမသင်ယူလိုက်ရတယ်အားလုံးပဲကောင်းသောညလေးဖြစ်ပါစေHave a good night.